ရဲ60ဆောက်ဆက်ရမလို့ပဲဖေဘောနာမည်ဘယ်လိုပြောင်းမလဲအားလုံးပဲမင်္ဂလာပါကွာဖေဘောမှာနာမည်ခဏခဏပြောင်းချင်တယ်ဒါပေမဲ့ဖေဘောနာမည်တစ်ခါပြောင်းပြီးသွားလို့ဆိုရင်တော့သူကရဲ60ဆောက်ရတာပေါ့လေဒီတော့ရဲ60ဆောက်ဆက်ရမလို့ပဲဖေဘောနာမည်ဘယ်လိုပြောင်းမလဲโอเคဆိုတော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်ပထမဆုံးကွဲဖေဘောထဲကိုရင်ဝင်ပါမယ်ဝင်ပြီးတော့ဆိုတာနဲ့ဒီမှာ1000တိုင်ပဲ setting ထဲမှာဝင်ပါဘောနော်ပြောလို့ဆိုရင်တော့ဒီမှာစီမွန်ရဲ့ account center ဆိုတဲ့နေရာလေးမှာတစ်ချက်နှိုက်ပါမယ်ပြောလို့ဆိုရင်တော့ကိုယ့်ရဲ့ profile ပဲနှိုက်ပေးပါပြောလို့ဆိုရင်ကိုယ့်ရဲ့ profile ပဲထပ်နှိုက်ပေးပါပြောလို့ဆိုရင်တော့ဒီမှာ nice ဆိုတဲ့နေရာလေးကိုတစ်ချက်နှိုက်ပေးပါမယ်ဒီမှာကျတော့ကိုကပြောင်းနေကြပဲပေါ့နော်ဒီမှာကျတော့အကယ်လို့ကိုကတစ်ခါပြောင်းပြောလို့ဆိုရင်တော့သူကရက်60ထပ်ဆောက်ရတယ်ပေါ့နော်ဒီတော့ဒီမှာ landmore ဆိုတဲ့နေရာလေးကိုတစ်ချက်နှိုက်ပါမယ်ပြောလို့စင်မျိုးဒီလိုမျိုးပေါ်လာမှာနော်ဒီလိုမျိုးပေါ်လာလို့စင်တော့ပေါ်နေနဲ့ဆွဲတင်ပြီးတော့ဒီမှာ how to check your net on Facebook ဆိုတဲ့နေရာလေးမှာတစ်ချက်နှိုက်ပါမယ်ပြောလို့စင်တော့ဒီမှာ let and do ဆိုတဲ့နေရာလေးတစ်ချက်ထပ်နှိုက်ပါမယ် okay ဒီမှာကျတော့နာမည်ထည့်လို့ရပါတော့အကယ်လို့ကွာနာမည်တော်လို့ထည့်ချင်တယ်ဆိုရင်တော့အပေါ်နာမည်တော်လို့ရဲ့အလဲနာမည်တော်လို့ရဲ့အဆောနာမည်တော်လို့ရဲ့အဲ့ဒါဆိုရင်တော့ထည့်လို့ရပါတယ်အကယ်လို့ကွာနာမည်နဲ့လို့ထားချင်တယ်ဆိုရင်တော့အပေါ်နဲ့အဆောအလဲထည့်ဆရာမလို့နော်နာမည်နဲ့လို့ထားချင်တယ်ဆိုရင်ပြောလို့စရင်တော့ဒီမှာချိုး file ဆိုတဲ့နေရာလေးမှာကွာဓာတ်ပေါ်ထည့်ပြရမှာနော်ဘာဓာတ်ပေါ်ထည့်ပြရမလဲဆိုတော့ကိုယ့်ရဲ့ passport ဒါမှမဟုတ်ကိုယ့်ရဲ့ ID card တခုထည့်ပေးလိုက်ပါထည့်ပေးရပါမယ်ပြောလို့စရင်အကယ်လို့ကွာ email ဆေးရဆိုရင်တော့ email ထည့်ပေးလိုက်ပါနော်ပြောလို့စရင်တော့အကယ်လို့ထည့်ပေးသွားလို့စရင်တော့ဒီမှာ send ဆိုတဲ့နေရာကိုတစ်ချက်နှိုက်ပေးလိုက်ပါမယ် send နှိုက်ပေးသွားပြီဆိုရင်တော့24နိုင်စားတာပေါ့နော်အကယ်လို့သူကရလို့စရင်တော့ကိုယ့်ရဲ့နာမည်က auto ပြောင်းသွားမှာပေါ့နော်အကယ်လို့မရလို့စရင်တော့မပြောင်းပေါ့မရလို့စရင်တော့လည်းနောက်တစ်ခါပြန်ချိန်ကြည့်ပေါ့နော်Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ဗျအဆောသေးဖြစ်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်